ကဲနာမည်ကတော့ဦးစိုးလိုက်ပါဒီကုမ္ပဏီမှာတာဝန်ယူထားတာတော့အန်ကဲက BOD chairman အနေနဲ့တာဝန်ယူလုပ်ကိုင်နေပါတယ်အန်ကဲတို့ဒီ GBS ASP ပေါ့နော်ဒီကုမ္ပဏီနဲ့ပတ်သက်ပြီးတော့အန်ကဲတို့စထောင်ခဲ့တာတော့2015လောက်ကပေါ့အဲ့ဒီမှာအန်ကဲတို့အနေနဲ့အန်ကဲတို့ရဲ့မာသာကုမ္ပဏီပါတော့ Go Brother ပေါ့နော်ဒီမာသာကုမ္ပဏီ Go Brother ကအဲ့ဒီတုန်းကသူကလေယာသုံးစက်ကရိယာလေးတွေဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းလုပ်တာပေါ့အဲ့ဒီမှာအန်ကယ်တို့အနေနဲ့ကဒီ GPS မှာလုပ်နေတဲ့ဝန်ထမ်းလေးတွေပေါ့ဝန်ထမ်းငယ်လေးတွေအားလုံးစုစည်းပြီးတော့ပေါ့ဒီဝန်ထမ်းငယ်လေးတွေရဲ့သူတို့လာစာတွေတည်းကပဲဖြစ်တတ်နိုင်တဲ့ share လေးတွေပေါ့နော်စုပြီးတော့ GPS ASP ဆိုပြီးတော့ Agriculture Service Public Company Limited ကိုစထောင်လိုက်တာပေါ့ဒီဝန်ထမ်းတွေကလေးနဲ့လည်းသူတို့လာစာတွေကတတ်နိုင်တော့ share လေးတွေဝင်တာပေါ့နောက်တစ်ချိန်ကျရင်လည်းဒီကလေးတွေကဝန်ထမ်းဘဝနေပြီးတော့ဒီလိုမျိုးရှေ့ရရှင်လေးတွေဖြစ်အဲ့ဒီကနေမှနောက်တစ်ချိန်မှာဒီဝန်ထမ်းတွေဟာအားလုံးဒီဘဝရေးလုပ်ငန်းရှင်ငယ်လေးတွေဖြစ်လာအောင်ဆိုပြီးတော့ပြိုးထောင်တဲ့သဘောနဲ့အန်ကယ်တို့စခဲ့ကြတာပေါ့ဒါပေမဲ့လည်းအန်ကယ်တို့ဒီအဲ့တုန်းကတော့ဘာပဲလုပ်နိုင်လဲဆိုတော့အန်ကယ်တို့ဒီလေယာဝန်ဆောင်မှုအနေနဲ့ထွန်ဆက်နဲ့ရိတ်သိမ်းချွေလေးဆက်တွေအငှားလိုက်တဲ့လုပ်ငန်းမျိုးလေးတွေနောက်တစ်ခါဒီ ARV တန်ဘက်မှာ contract farming လုပ်တဲ့လုပ်ငန်းရက်ကလေးတွေနဲ့အန်ကယ်တို့စပစ်ပေးတဲ့လုပ်ငန်းရက်လေးတွေနဲ့စတင်ခဲ့ကြတယ်။တိုင်းပြည်အနေနဲ့ကြည့်မယ်ဆိုရင်အင်္ဂလိပ်တိုင်းပြည်ကဘာပဲပြောနေနေစိုက်ပျိုးရေးကိုအခြေခံတဲ့တိုင်းပြည်ကိုအဲဒီတော့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှအင်္ဂလိပ်နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်မှာလေ။အင်္ဂလိပ်ဒီ ASP အနေနဲ့အဲဒီလိုလုပ်ကိုင်နေရနေပြီးတော့တတ်သိပညာရှင်တွေပေါ့နော်ဒါနဲ့ပတ်သက်ပြီးစိုက်ပျိုးရေး service လုပ်တဲ့လုပ်ငန်းရပ်တွေမှာပြည်ပြင်းတိုးချဲ့လုပ်ကိုင်နိုင်အောင်ဆိုပြီးတော့2022ကြာတော့မှာပေါ့နော်။အင်္ဂလိပ်လူကြီးတွေရောလူငယ်တွေရောအင်္ဂလိပ်အပါဝင်အဲဒီတော့မှ BUD အသစ်စဖွဲ့ပြီးတော့အန်ကယ်တို့ဒီလုပ်ငန်းတွေချက်တွင်လုတ်ကင်လာတာပေါ့အဲတော့အဲ့ဒီချိန်လောက်ကစပြီးတော့အန်ကယ်တို့ကဒီ contract farming လုပ်ငန်းတွေမဟုတ်တော့ဘဲနဲ့အန်ကယ်တို့ဒီစက်မှုလျာပိုင်းနဲ့ပတ်သက်တဲ့လေယာသုံးစက်ကရိယာတွေအန်ကယ်တို့တိုးချဲ့ပြီးတင်သွင်းဖြန့်ဖြူးတာတို့နည်းပညာအသစ်တွေဖြန့်ဖြူးတာတို့နောက်တစ်ခါတောင်သူတွေအနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့လေယာထွက်ကုန်တွေတို့အန်ကယ်တို့ကဝယ်ယူပြီးတော့အရေးသွေးပြင်ထုတ်ကုန်လေးတွေထုတ်ပြီးနိုင်ငံခြားတင်ဖို့ export လေးတွေပါလေးလုပ်တာအဲ့ဒါလေးတွေအန်ကယ်တို့တဖြည်းဖြည်းနဲ့တိုးချဲ့လုပ်ကပြီးနောက်ဆုံးခုချိန်ပေါ့နော်အန်ကယ်တို့လုပ်ငန်းရက်ကလည်းတည်ငြိမ်လာပြီးအန်ကယ်တို့ ASP အနေနဲ့လည်းထိုက်တဲ့ဟလာ business လေးတစ်ခုကိုခိုင်မာလေးတည်ဆောက်နိုင်ပြီဆိုပြီးတော့အန်ကယ်တို့ဒီ PLB ကိုတင်သွင်းပြီးတော့အန်ကယ်တို့လုပ်ငန်းတိုးချဲ့ဖို့စီစဉ်ရခြင်းဖြစ်ပါတယ်အန်ကယ်တို့အခုဆိုရင်တော့ PLB ကိုရပြီပေါ့နော်နောက်တစ်ဆင့်ဖြစ်တဲ့ listed company တစ်ခုဖြစ်ဖို့အတွက်အန်ကယ်တို့ဘယ်လိုပြုစုပြောင်းထောင်သွားမလဲဆိုတဲ့ခါကျတော့အန်ကယ်တို့ pre-listing book ဖြစ်ဖို့ YSA ကလိုအပ်ချက်တွေနဲ့လုပ်တဲ့အပိုင်းမှာအန်ကယ်တို့အတွေ့အကြုံအများကြီးလည်းရပြီဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒီတက်မနှိမ့်အောင်အန်ကယ်တို့နောက် listed တစ်ဆင့်ဖြစ်တဲ့ listed ကိုသူသတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင်တော့အန်ကယ်တို့ကြိုးစားပြီးလာပြုစုပြောင်းထောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ် listed company တစ်ခုဖြစ်ဖို့တမ္ပတ်ချက်တွေတဲ့ဟိုကြည့်တဲ့ခါကျတော့လေဒီအနည်းဆုံးတမ္ပတ်ချက်ဖြစ်တဲ့ဟိုအန်ကယ်တို့ဒီမှာ share capital တွေလာအလုံးလုံးလောက်ရှိရမယ်တို့သူ့ share ရှင်အရေးအတွက်ကတမ္ပတ်ထားတဲ့အတိုင်းတာတဲ့လာမရောရဘူးတို့နောက်တစ်ခါလွန်ခဲ့တဲ့နှစ်ကဝင်ငွေမှာအကျိုးမြတ်ရရှိရမယ်ဆိုတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့အန်ကယ်တို့အဲ့ဒီအချက်တွေနဲ့တော့ပြည့်စုံပြီးဖြစ်ပါတယ်ဒါပေမဲ့လည်းတမ္ပတ်တဲ့လိုအပ်ချက်တဲ့အပိုင်းတွေလည်းရှိတယ်အဲ့ဒီလိုအပ်ချက်ချက်တဲ့ရှိတဲ့အပိုင်းတွေကိုအန်ကယ်တို့ကရှိုံနဲ့မပြီးအန်ကယ်တို့ကိုယ်တိုင်သိအောင်ကြိုးစားပြီးတော့လေအဲ့ဒါလေးတွေကိုအန်ကယ်တို့ပြုပြင်ဆင်ပြီးတော့စနစ်ကျပြင်ဆင်ပြီးတော့တိုးတက်သွားအောင်အန်ကယ်တို့ဆောင်ရွက်သွားမှာပါ requirement မှာအန်ကယ်တို့နည်းနည်းအားနည်းနေတဲ့ဒီ disclosure system နောက်တစ်ခါ corporate management တို့နောက်ဒီ corporate governance and internal management တို့အဲ့ဒီအပိုင်းလေးတွေမှာတော့အန်ကယ်တို့ကအားနည်းချက်လေးတွေရှိတော့အဲ့ဒါလေးတွေကိုအန်ကယ်တို့ကကြိုးစားပြီးတော့ပြင်ဆင်ပြီးတော့ပြုစုပြောင်းထောင်သွားမှာဖြစ်ပါတယ်အဓိကအန်ကယ်တို့ကုမ္ပဏီက public company limited ဖြစ်နေတော့လေဘာပဲပြောနေ corporate လာဒီ governance နဲ့အန်ကယ်တို့ဒီ transparency ပေါ့နော်အဲ့ဒါကအရင်ရေးကြည့်တာ哦အဲ့တော့အဲ့ဒီအပိုင်းဒီမှာလဲ regulator တွေနားလည်တဲ့ပုံကိုယ်တွေရဲ့ညွှန်ကြားချက်တွေအတိုင်းအန်ကယ်တို့ပြင်ဆင်ဆောင်ရွက်သွားဖို့အန်ကယ်တို့စီစဉ်ရှိပါတယ်နောက်တစ်ခါဒီအန်ကယ်တို့ corporate governance မှာသူတို့တတ်မှတ်ထားတာကပေါင်းပြီးတော့အုပ်ချုပ်ဆောင်ရွက်တဲ့နေရာမှာလေဟိုအန်ကယ်တို့နေလက်တလို့တော့ကော်မတီ၄ခုတော့ကြိုးစားပြီးဖွဲ့ပြီးပြီเนาะဒီတက်လဲဟိုအန်ကယ်တို့ဟိုလိုအပ်တဲ့ဟလာကော်မတီတွေဆက်ဖွဲ့ပြီးတော့
requirement နဲ့ညီအောင်အန်ကယ်တို့ပြုစုပြောင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် BOD အဖွဲ့တွေလည်းအန်ကယ်တို့ဖွဲ့ပြီး external audit တွေလည်းဖွဲ့ပြီးဒါတွေကတော့လိုအပ်ချက်နေတဲ့ကိုက်ညီတွေကိုကိုလုံနိုင်တဲ့အပိုင်းလေးတွေကိုပထမလုံနိုင်မဲ့အရာလေးတွေကိုအန်ကယ်တို့ကြိုးစားလုပ်ပြီးတော့အန်ကယ်တို့ဒါကိုကိုက်ညီအောင်အန်ကယ်တို့ပြုစုပြောင်းထောင်နေပါတယ်ကုမ္ပဏီရဲ့နှစ်စဉ်ဝင်ငွေနဲ့အမြတ်ဆုံးရရှိရေးကုမ္ပဏီတစ်ခုဖြစ်လာရင်ဝင်ငွေနှစ်စဉ်ဘယ်လောက်ရရမယ်အများဆုံးဘယ်လောက်ရမယ်ဆိုတာကိုလည်းအန်ကယ်တို့ target လေးတွေထားပြီးတော့လေဒီကိုယ့်ရဲ့ target အတိုင်းမလျော့အောင်အန်ကယ်တို့ဒါလေးတွေကိုလည်းလာကူရစပြီးတော့ပြုစုပြောင်းထောင်နေပါပြီเนาะဒါကြောင့်မလို့တစ်ဖက်ကလည်းကြည့်မယ်ဆိုလို့ရှိရင်တော့အန်ကယ်တို့အစုရှယ်ယာရှင်တွေနဲ့အကျိုးစီးပွားနိုင်ငံတော်ရဲ့ကျွန်တော်စိုက်ပျိုးရေးကဏ္ဍတိုးတက်စီရမယ်ဆိုတဲ့အန်ကယ်တို့ရဲ့မူလရည်မှန်းချက်တွေကိုမပြောက်အောင်အန်ကယ်တို့တစ်ဖက်ကကြိုးစားသလိုအန်ကယ်တို့ဟိုလက်ရှိရောက်နေပြီဖြစ်တဲ့နော် PLB အဆင့်အနေပြီးတော့အန်ကယ်တို့ရဲ့နောက်တစ်ဆင့်တက်ဖို့ရည်မှန်းချက်ဖြစ်တဲ့ listing ဘုတ်ကိုရောက်အောင်အန်ကယ်တို့အနေနဲ့ကြိုးစားပြီးပြုစုပြောင်းထောင်သွားပါမယ်လို့ပြောကြားလိုပါတယ်ဒီ pre-listing ဘုတ်ကိုဝင်ဖို့အန်ကယ်တို့ apply လုပ်တာကတော့25ရက်2လ2025ပေါ့25ဖေဖော်ဝါရီကအန်ကယ်တို့ apply လုပ်လိုက်တယ် pre-listing ဘုတ်ထဲမှာအန်ကယ်တို့ဝင်နိုင်တာက8ရက်17လ2025ဆိုတော့တွက်ကြည့်ရင်အချိန်ကာလကတော့6လလောက်တော့ကြာတာပေါ့ဝင်ရောက်တို့ဆောင်တဲ့နေရာမှာကုမ္ပဏီနဲ့ဘယ်အချက်တွေကိုအဓိကထားပြင်ရတယ်လဲဆိုတော့အန်ကယ်တို့ပထမဆုံး requirement တွေပေါ့အဲ့ဒီ requirement တွေအန်ကယ်တို့လုပ်ငန်းတစ်ခုစီလိုက်တစ်ချက်ချင်းအလိုက်ပေါ့နော်အဲ့ဒါတွေကိုအန်ကယ်တို့စနစ်တကျပြည့်စုံအောင်ပြင်ဆင်ဆောင်ရွက်ရတာပေါ့အထူးသဖြင့်ကတော့အန်ကယ်တို့ဒီငွေကြေးတက်တဲ့ကလက်မှတ်လုပ်ငန်းကြီးကြပ်မှုကော်မရှင်ကပေါ့သူတို့အနေနဲ့သတ်မှတ်ထားတဲ့ compliance တွေကိုလေအဲ့ဒါဒီကိုတော့အန်ကယ်တို့ကမဖြစ်မနေအထူးပြုပြီးတော့အန်ကယ်တို့ပြင်ဆင်ဆောင်ရွက်ခဲ့ရပါတယ်အဲ့လိုဆောင်ရွက်တဲ့နေရာမှာအန်ကယ်တို့ကုမ္ပဏီအနေနဲ့အဓိကထားဆောင်ရွက်ပြင်ဆင်ခဲ့ရတာတော့အန်ကယ်တို့လက်ရှိကျင့်သုံးနေတဲ့ဘဏ္ဍာရေးစနစ်တွေ governance ပိုင်းနဲ့ပတ်သက်ပြီးတော့လေ corporate governance ဖြစ်အောင်နော် transparency ရှိအောင်စတဲ့အချက်တွေကိုတော့အန်ကယ်တို့ငကိုလိုရုပ်လုပ်စဉ်ကနေပြီးတော့အန်ကယ်တို့အထူးလေးထားပြီးတော့အဓိကထားပြင်ဆင်ဆောင်ရွက်ခဲ့ရတာပေါ့အန်ကယ်တို့ဒီ listing ဘုတ်ကိုဝင်တဲ့အတွက်ကြောင့်မလို့အန်ကယ်တို့ကုမ္ပဏီမှာလည်းအကျိုးကျေးဇူးရသလိုအန်ကယ်တို့ရဲ့ share ရှင်တွေမှာလည်းအကျိုးကျေးဇူးရတဲ့အချက်လေးတွေရှိတာပေါ့အဲ့ဒီထဲမှာအန်ကယ်တီးတလောက်ပြောရမယ်ဆိုလို့ရှိရင် pre-listing ဘုတ်မှာအန်ကယ်တို့မှတ်ပုံတင်တာနဲ့ဒီ share တွေရောင်းတာဝယ်တာစတင်နိုင်မှာဟုတ်အဲ့လိုစတင်နိုင်တဲ့ပြီးတဲ့နောက်မှာတော့အန်ကယ်တို့ကဒီနောက်တစ်ချိန်မှာတော့နောက်ပိုင်းမှာတော့အန်ကယ်တို့ကဒီတရားဝင်ဈေးကွက်ထဲကိုပါအန်ကယ်တို့ကဝင်နိုင်တဲ့အခွင့်အလမ်းတွေအန်ကယ်တို့ရတာပေါ့အဲ့ဒီလိုမှအန်ကယ်တို့ကဒီ pre-listing ဘုတ်ဝင်တော့ဒီ share တွေစတင်ရောင်းဝယ်လုပ်တာနဲ့တပြိုင်နက်အန်ကယ်တို့ခုနကပြောတဲ့လူချင်းတဲ့အန်ကယ်တို့လုပ်ငန်းတိုးချဲ့မှုတွေလိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်ပြီးရနိုင်မဲ့အခွင့်အလမ်းတွေလည်းအန်ကယ်တို့မှာရနိုင်တော့ပေါ့နော်ဒီနောက်တစ်ခါဒီအားနဲ့တစ်ဆက်တည်းပြောရရင်တော့အန်ကယ်တို့လုပ်ငန်းတွေတိုးချဲ့နိုင်တာနဲ့အမျှအန်ကယ်တို့ကုမ္ပဏီအကျိုးမြတ်ရတယ်လို့အန်ကယ်တို့ရဲ့ service ကိုရယူခဲ့တဲ့တို့ရဲ့ကျေးဇူးရှင်တွေပဲပြောတောင်းသူကြီးတွေပေါ့နော်သူတို့အတွက်လည်းဒီ service တွေပို့ရသူတို့က service တွေပို့ရလေယာလုပ်ငန်းကိုကောင်းကောင်းလုပ်နိုင်လို့ရှိရင်နိုင်ငံတော်အနေနဲ့လည်းစိုက်ပျိုးရေးကဏ္ဍတိုးတက်တဲ့အကျိုးကျေးဇူးတွေရမှာပေါ့ကုမ္ပဏီမှာလည်းအကျိုးရှိပါတယ်တိုင်းပြည်အတွက်လည်းအန်ကယ်တို့ဒီ pre-listing ဘုတ်ကိုဝင်ရတာနဲ့ပတ်သက်ပြီးတော့အကျိုးကျေးဇူးတွေအများကြီးရပါတယ်ဒီ share ရှင်တွေအနေနဲ့ကြည့်မယ်ဆိုရင်လည်းလေအန်ကယ်တို့ဒီ pre-listing ဘုတ်ဝင်ပြီဆိုတာနဲ့ဒီပိုင်းနဲ့သူတို့ရဲ့ share တွေကိုဈေးကွက်ထဲမှာတင်ပြီးတော့ရောင်းတာဝယ်တာတွေသူတို့လည်းလွတ်လွတ်လပ်လပ်လုပ်နိုင်ပြီနောက်တစ်ခါဒီ share ရှင်များအနေနဲ့လည်းသူတို့ရဲ့ share တွေနဲ့ပတ်သက်ပြီးတော့ဆက်ပဲရင်းနှီးမြှုပ်နှံမလားနော်ဒါမှမဟုတ် share တွေပဲတိုးချဲ့ဝယ်မလား share ရှင်အစ်စ်ကပဲဝယ်မလားဆိုတာ YSA မှာကြည့်ပြီးတော့အန်ကယ်တို့ရဲ့လှုပ်ဆောင်ချက်တွေကိုဒါပွင့်လင်းမြင်သာစွာမြင်နိုင်တဲ့အတွက်ကြောင့်ဘာပဲပြောနေသူတို့အနေနဲ့စနစ်တကျလေ့လာသုံးသပ်ပြီးမှ share တွေလုပ်ငန်းတွေကိုဝင်ရင်သူတို့လည်းအမှားနေတာပေါ့နော်အဲ့တော့သူတို့မှလည်းဒါလေးကိုလေ့လာပွင့်ပွင့်လင်းလင်းလေ့လာဆောင်ရွက်နိုင်တဲ့အခွင့်အလမ်းတွေရတာပေါ့အန်ကယ်တို့ကခုနကပြောသလိုအန်ကယ်တို့ကုမ္ပဏီဘက်ကရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့ရလာလို့လုပ်ငန်းတွေအန်ကယ်တို့ပို့ပြီးလုပ်နိုင်လို့ရှင်လဲကုမ္ပဏီအကျိုးမြတ်ပို့ရကုမ္ပဏီအကျိုးမြတ်ပို့ရရင်လည်းshareရှင်တွေအနေနဲ့လည်းသူတို့ရဲ့ share တန်ဖိုးတက်လာမှာအဲ့တော့ share ရှင်တွေကကြည့်လဲသူတို့ရဲ့ share value ကတဖြည်းဖြည်းနဲ့တက်လာတဲ့အကျိုးမြတ်တွေလည်းရနိုင်တဲ့အကျိုးကျေးဇူးတွေရမှာပေါ့
အန်ကယ်တို့ကုမ္ပဏီရဲ့ရည်ရွယ်ချက်မှာကိုလေ့လာကြည့်မှဆိုရင်အန်ကယ်တို့ကဗမာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ရအတွက်အန်ကယ်တို့အနေနဲ့အတတ်နိုင်ဆုံးပေါ့နော်ဖြည့်ဆည်းဆောင်ရွက်ပေးသွားပြီးတော့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့တောင်သူတွေကိုကူညီထောက်ပံ့တဲ့နေရာမှာအန်ကယ်တို့ကုမ္ပဏီနဲ့ leading role ကနေပြီးအကောင့်တွေပေါ်ဆောင်ရွက်သွားမယ်ဆိုတဲ့ခံယူချက်ကလေးအန်ကယ်တို့ငကိုတွေကရည်ရွယ်ချက်မှာချထားတာကိုဒီနိုင်ငံတော်အနေနဲ့လည်းအခုလက်ရှိအခြေအနေမှာနိုင်ငံတော်ရဲ့မူဝါဒကိုကြည့်မယ်ဆိုရင်လည်းအန်ကယ်တို့ဒီစိုက်ပျိုးရေးနဲ့မွေးမြူရေးအခြေခံတဲ့ဒီကုန်ထုတ်လုပ်ငန်းတွေကိုခေတ်မီနည်းစနစ်တွေနဲ့ပုံပုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီးတခြားစီးပွားရေးကဏ္ဍတွေကိုလည်းတိုးတက်အောင်ဆောင်ရွက်သွားမယ်ဆိုတဲ့နိုင်ငံတော်ရဲ့ဥတီချက်လေးလည်းထားတော့ဘာပဲပြောနေအန်ကယ်တို့အနေနဲ့ကလျှက်စိုက်ပျိုးရေးကဏ္ဍစောင့်မှုဖွံ့ဖြိုးတိုးတက်တဲ့နေရာမှာအန်ကယ်တို့ရဲ့မူလရည်ရွယ်ချက်အတိုင်းလူအဓိကအခန်းကဏ္ဍကနေပါနေတာပါပဲเนาะအဲ့တော့အန်ကယ်တို့တကယ်ပြောရင်ရည်ရွယ်ချက်တို့ဘာလို့ထားပြီးမဲ့လဲတကယ်အကောင့်ထဲပေါ်တဲ့အန်ကယ်တို့ရဲ့လုပ်ငန်းရပ်တွေအားလုံးကိုလေ့လာကြည့်မယ်ဆိုရင်လည်းအန်ကယ်တို့ရဲ့လှုပ်ဆောင်နေတဲ့ function အားလုံးဟာလည်းနိုင်ငံတော်ရဲ့စိုက်ပျိုးရေးနည်းပညာနဲ့စက်မှုဖွံ့ဖြိုးရေးကိုပဲအထောက်အကူပြုတဲ့နေရာမှာအန်ကယ်တို့ကအဓိကအခန်းကဏ္ဍနဲ့ဆောင်ရွက်နေတာကိုတွေ့မှာပါအခုလက်တလုံးမှာတကယ်အန်ကယ်တို့လှုပ်ဆောင်နေတဲ့အရာတွေကိုပြောရမယ်ဆိုရင်အန်ကယ်တို့ကတောင်သူတွေကိုဝန်ဆောင်မှုပေးတယ်သူတို့ရဲ့လိုအပ်နေတဲ့ဝန်ဆောင်မှုသူတို့မြေပြင်တာလို့ရင်မြေပြင်တာပေါ့ရိတ်ချင်ရိတ်ပေါ့အဲ့ဒါမှအန်ကယ်တို့ကဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေလုပ်တာလဲတွေးလိုက်မယ်နောက်တစ်ခါအန်ကယ်တို့ဒီ contract farming လို့ခေါ်မှာပေါ့တောင်သူနဲ့အကျိုးတူစိုက်ပျိုးထုတ်လုပ်တာလေတောင်သူဆိုတာကစိုက်ရေးပျိုးရေးတာလုပ်နေတယ်သူတို့မှာရင်းနှီးမြှုပ်နှံတဲ့ငွေကြေးတတ်နိုင်မှုအင်အားကနည်းတယ်လေအဲ့တော့သူတို့လည်းငွေကြေးမဆက်ရဘဲနဲ့အန်ကယ်တို့ကုမ္ပဏီနဲ့သူတို့နဲ့ contract farming လေးစာချုပ်လေးချုပ်ပြီးတော့အန်ကယ်တို့အနေနဲ့စိုက်ရေးပျိုးရေးမှာနောက်ဆုံးငွေကြေးထောက်ပံ့တဲ့အထိပြီးရင်သူတို့တည်တံ့တွေထွက်လာလို့ရှိရင်အန်ကယ်တို့ကကာလပေါက်စီးနဲ့ဈေးနေမခံအောင်ဝယ်ပေးတာမျိုးအဲ့ဒါမျိုးလေးတွေအဲ့ဒါတွေကိုအန်ကယ်တို့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ဟိုဆက်လုံးမဲ့လုပ်ငန်းစဉ်တွေကိုကြည့်ရင်လည်းအဓိကတို့ရဲ့မိဘတောင်သူတွေအတွက်နိုင်ငံတော်ရဲ့စိုက်ပျိုးရေးအတွက်လုပ်တာပဲဖြစ်နေတဲ့အတွက်တို့အနေနဲ့ကတော့ဒီ ASP အနေနဲ့ကတော့စိုက်ပျိုးရေးကဏ္ဍမှာတော့အဓိကအခန်းကဏ္ဍကနေကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းရည်ရွယ်ချက်မပြောင်းအောင်အန်ကယ်တို့လုပ်သွားမှာပဲဒီတက်ပို့လုပ်ဖို့ပဲရှိတယ်ရှော့လုပ်ဖို့မရှိဘူးအဲ့တော့စိုက်ပျိုးရေးကဏ္ဍနိုင်ငံတော်တိုးတက်ဖို့ရမှာတော့အန်ကယ်တို့အားလုံးကိုတိုးတက်အောင်ပို့ပြီးလုပ်သွားမှာပါအန်ကယ်တို့ကဒီ PLB ကိုဝင်နိုင်တယ်ဆိုတာကခုနကပြောလို့တောင်သူလယ်သမားတွေနဲ့ရင်းနှီးမြှုပ်နှံနေတဲ့သတင်းကောင်းလို့ဆိုရလေအဲ့ဒါသူတို့တင်သတင်းကောင်းမဟုတ်ပါဘူးအန်ကယ်တို့ ASP အတွက်လည်းသတင်းကောင်းပါပဲဘာပဲပြောနေအန်ကယ်တို့လည်းဒီ PLB ကိုဝင်နိုင်တာကသတင်းကောင်းတစ်ခုပါလေယာကဏ္ဍမှာအန်ကယ်တို့ ASP ရဲ့ဆောင်ရွက်မှုတွေမြန်မာစိုက်ပျိုးရေးအတွက်ဘယ်လိုအကျိုးရှိမလဲဆိုလို့ရှိရင်အန်ကယ်တို့စိုက်ပျိုးရေးကဏ္ဍမှာအဓိကအန်ကယ်တို့မြန်မာပြည်မှာဖြစ်နေတာကဒီစိုက်ပျိုးရေးကဏ္ဍမှာကုန်ထုတ်အရင်းအနှီးတွေလိုတာပေါ့ကုန်ထုတ်အရင်းအနှီးတွေလိုတယ်အန်ကယ်တို့မှာနည်းပညာတွေလိုတယ်နိုင်ငံတကာနဲ့ရင်ပေါင်တတ်နိုင်အောင်အန်ကယ်တို့အည်သွေးမြင့်ထုတ်ကုန်တွေထုတ်ဖို့လိုတယ်ကုန်ကျန်းတွေပေါ့အန်ကယ်တို့ဒီဆန်ဆိုလဲစပါးတို့ပဲတို့ပြောင်းတို့နှမ်းတို့ဘာပဲပြောနေဒီတိနံတွေအားလုံးကိုလည်းအန်ကယ်တို့နိုင်ငံတွေနဲ့လက်တလောသမျိုးကြလုပ်နေတာကတော့စိုက်တယ်ရိတ်တယ်အဲ့ဒီကုန်ကျန်းအတိုင်းပဲရောင်းတယ်အဲ့ဒါတွေကိုအန်ကယ်တို့ကနိုင်ငံတကာမှာလိုပဲအန်ကယ်တို့ကုမ္ပဏီတွေနဲ့ဒီကုန်ကျန်းတွေရောင်းချမယ်စားအန်ကယ်တို့က value added product လေးတွေထုတ်ပြီးရောင်းတာမျိုးပေါ့နောက်တစ်ခါဒီစိုက်ပျိုးရေးကဏ္ဍမှာအဲ့ဒါလေးတွေလုပ်ပြလိုက်လို့ရှိရင်တောင်သူတွေအနေနဲ့လည်းဝင်ငွေတိုးမယ်နိုင်ငံတော်အနေနဲ့လည်းဘာပဲပြောနေနိုင်ငံခြားဝင်ငွေတွေလည်းပိုရမှာပေါ့အဲ့ဒါစိုက်ပျိုးရေးကဏ္ဍမှာအန်ကယ်တို့ကူညီပြီးတော့လုပ်နေတဲ့အပိုင်းလေးတွေရှိတယ်အဓိကတော့အန်ကယ်တို့ကဒီတောင်သူတော့ focus ထားတာပေါ့အန်ကယ်တို့ကဘာပဲပြောနေတောင်သူလိုအပ်ချက်ကိုအန်ကယ်တို့ကအမြဲဖြည့်ဆည်းဖို့ရကိုအန်ကယ်တို့ကအဓိကထားတာပေါ့အဲ့တော့တောင်သူတွေအနေနဲ့ကဘာပဲပြောနေတို့လက်ရှိတောင်သူတွေရဲ့အခြေအနေကတတ်နိုင်မှုအင်အားနည်းတယ်အတွေးခေါ်တဲ့နည်းပညာပိုင်းဆိုင်ရာပိုင်းမှာလည်းဘာပဲပြောနေတမေကျိုးကြကြီးတွေနဲ့ပဲတစ်လုံးလောက်ကြတာများတယ်ဒါကြောင့်အန်ကယ်တို့ကခမီစစ်ကရိယာလေးတွေတောင်သူတွေသုံးတတ်အောင်အန်ကယ်တို့ကပြသပေးတယ်ပြီးတဲ့ခါကျရင်အဲ့ဒီစက်ကရိယာလေးတွေကိုအန်ကယ်တို့ကသူတို့အရေးကြနဲ့ရောင်းနိုင်အောင်လို့အဲ့ဒီလိုလေးနည်းပညာဖြန့်ဖြူးရေးအပိုင်းတွေလည်းအန်ကယ်တို့ကလုပ်တယ်အဲ့လိုအစိုက်ပျိုးရေးကဏ္ဍမှာအကျိုးပြုနိုင်အောင်တော့အန်ကယ်တို့အကုန်လုံးကြိုးစားပြီးတော့လုပ်နေကြတာပေါ့ဒီမြေဩဇာတွေဘာတွေအပိုင်းကြတော့အခုနောက်ပိုင်းမှာအန်ကယ်တို့ဒီမြေဩဇာတွေအလွန်ကျုံသုံးလိုက်ကြတာတွေဖြစ်တယ်မြေဩဇာတွေအလွန်ကျုံသုံးလိုက်တဲ့အတွက်ကြောင့်မလို့အန်ကယ်တို့ထုတ်လိုက်တဲ့ထုတ်ကုန်တွေနိုင်ငံခြားပို့တဲ့အချိန်မှာဒီမှာ chemical
residue တွေလေကျန်းမာရေးအန္တရာယ်ပြုမဲ့ chemical residue တွေကျန်တဲ့ဟာမျိုးလေးတွေရှိတယ်နော်နောက်တစ်ခါဒီပေါင်းသက်ဆေးတွေဘာတွေသုံးပြီးတော့အရင်တော့မြေဩဇာကောင်းလာပါပြီဆိုတော့အန်ကရုဗမာပြည်တောင်သူတွေရဲ့လေတွေကမြေဩဇာတွေဓာတ်တွေလျော့သွားပြီနော်ဒီမှဒီပေါင်းသက်ဆေးတွေပိုးသက်ဆေးတွေအများကြီးသုံးလို့အဲ့ဒါတွေကိုလည်းအန်ကရုအနေနဲ့ဟလာဒီတောင်သူတွေကိုသူတို့အနေနဲ့သုံးတတ်အောင်ပေါ့နော်အလွန်ကျွံမသုံးအောင်ရဲ့ time management တွေလုပ်နိုင်အောင်လုပ်တတ်အောင်နော်အဲ့ဒါတွေသုံးရင်ဘယ်လိုဖြစ်နိုင်လဲဆိုတဲ့အရာလေးတွေအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ခေတ်စားလာတဲ့အန်ကရု GAP ခေါ်တာပေါ့နော် Go Agriculture Practice ပါGAP စနစ်နဲ့စိုက်တဲ့တည်တံ့တွေဆိုလို့ရှိရင်ဒါဘာပဲပြောနေဈေးကောင်းလည်းရတယ် organic သဘောမျိုးပေါ့နော်အဲ့ဒီဟာလေးတို့အန်ကယ်တို့က GAP စနစ်ဆိုတာဘာလဲအဲ့လိုစိုက်ရင်ဦးစားပေးဝယ်ပေးမယ်ဆိုတာမျိုးလေးတွေနဲ့အန်ကယ်တို့တတ်နိုင်တဲ့လောက်အန်ကယ်တို့နိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍအတွက်အကျိုးရှိအောင်တော့အန်ကယ်တို့စူးစမ်းလုပ်ပါတယ်နော်အဲ့ဒါလေးတွေကအန်ကယ်တို့လုပ်ခဲ့တဲ့အားလေးတွေပဲရှိပါတယ်အနာဂတ်မှာလည်းအန်ကယ်တို့တိုးချက်လုပ်သွားမှာလည်းအများကြီးရှိပါတယ်ASP နေနဲ့အနာဂတ်မှာတိုးချက်လှုပ်ဆောင်သွားမဲ့လုပ်ငန်းရပ်တွေအန်ကယ်တို့အခုလက်ရှိဘာတွေလုပ်နေလဲဆိုတဲ့ဟာကိုအဓိကသိပြီးတော့မှရှေ့ဆက်အန်ကယ်တို့တိုးတက်လုပ်ရမယ့်ဟာလေးတွေပေါ်လာမှာပေါ့နော်အခုလက်ရှိတလောအချိန်တွေမှာတော့အန်ကယ်တို့ GPS ASP နေနဲ့အန်ကယ်တို့မှာ division 6ခုပေါ့နော်6ခုလို့ခွဲပြီးတော့ဒီ6ခုမှာဟလာသူ့ရဲ့ division အလိုက်သူခွဲဝေထားတဲ့တာဝန်လေးတွေလုပ်နေကြတာရှိတယ်အဲ့ဒီဟာလေးတွေကိုအန်ကယ်ကအချင်းချုပ်လေးနဲ့ပြောပြီးတော့မှအဲ့ဒီ sector လိုက်ပေါ့နော် division လိုက်အန်ကယ်တို့ future ကိုဘာတွေဆက်လုပ်မှာလေးတွေကိုနည်းနည်းဆက်ပြောသားမှာပေါ့နော်အန်ကယ်တို့ပထမဦးဆုံးစခဲ့တဲ့အချိန်မှာအန်ကယ်တို့ company နာမည်က Agriculture Service Public Company Limited ကိုအဲ့တော့ပထမ division ကတော့အန်ကယ်တို့ပြောရရင် service division ပေါ့နော်ဒီ service division ကဘာတွေလုပ်နေလဲဆိုတော့တောင်သူတွေလိုအပ်တဲ့ဝန်ဆောင်မှုပေါ့နော်ဝန်ဆောင်မှုဆိုတာကခုနကပြောသလိုစက်ကရိယာတွေလိုရင်စက်ကရိယာတွေပေါ့နော်ဒီဝန်ဆောင်မှုလုပ်ငန်းရပ်တွေအန်ကယ်တို့လိုက်လုပ်ပြီးတယ်အန်ကယ်တို့တောင်သူတွေကကိုယ်ပိုင်စက်ကရိယာတွေဝယ်သုံးဖို့ဆိုတာတောင်သူများစုကမတတ်နိုင်စက်ကရိယာတန်ဖိုးကကြီးတယ်အဲ့တော့သူတို့အနေနဲ့ဟလာဈေးသက်နဲ့ဝန်ဆောင်မှုပေးနိုင်အောင်အန်ကယ်တို့ဒီ service division ကဒီဝန်ဆောင်မှုလုပ်တယ်အန်ကယ်ပြီးကြတဲ့အချက်ဒီမှာရှင်းပြသွားတဲ့တောင်သူနဲ့အကျိုးတူပေါ့နော် contract farmingလောက်တာလဲဒီ division ကတာဝန်ခံပြီးလုပ်တယ်အန်ကယ်တို့လာတလို့တော့ ARD တိုင်းတို့မကွေးတိုင်းတို့ရှမ်းပြည်နယ်အခုရန်ကုန်တိုင်းပေါ့နော်အဲ့ဒါလေးတွေမှာအန်ကယ်တို့တောင်သူတွေနဲ့ contract farming လုပ်တယ်တောင်သူ contract farming လုပ်တဲ့အချိန်မှာတောင်သူနဲ့မလုပ်ခင်မှာနှစ်ဦးသဘောတူအန်ကယ်တို့ကစာချုပ်ချုပ်ပြီးတော့တောင်သူကိုမျိုးစေ့အစအန်ကယ်တို့ပြီးတယ်နော်ကိုမြေပြင်ကျင်တဲ့အချိန်မှာလဲအန်ကယ်တို့ agri service division ကထွန်စက်နဲ့ပြင်ကျင်လဲရတယ်သူပိုင်နဲ့ကျွမ်းသွားရှိရင်ပြင်ကျင်လဲရတယ်အဲ့ဒီမှာလဲအန်ကယ်တို့ကမျိုးစည်းထောက်ပံ့တယ်စက်ကရိယာနဲ့ပြင်ကျင်တယ်ဆိုလဲသွားပြီးလုပ်ပြီးတယ်နောက်တစ်ခါအန်ကယ်တို့ဒီမျိုးစည်းထောက်ပံ့ပြီးတဲ့အချိန်မှာသူ့အနေနဲ့မြေဩဇာကျွေးရမယ့်အချိန်ရောက်တယ်ဆိုရင်လဲအန်ကယ်တို့ကမြေဩဇာထောက်ပံ့တယ်ပြီးလို့ရှိရင်အန်ကယ်တို့ဒီသူ့အနေနဲ့ငွေကြေးပေါ့နော်ငွေကြေးမှာတော့သူလိုသလောက်တော့ထုတ်မပေးနိုင်ဘူးပေါ့ဒါပေမဲ့သူ့အနေနဲ့မဖြစ်မနေလိုအပ်တဲ့ငွေကြေးပမာဏလောက်ကိုတော့ထောက်ပံ့ပြီးတော့အဲ့ဒါထောက်ပံ့ပြီးအလုံးပြီးတဲ့အချိန်ကျတော့မှတိနံထွက်လာတဲ့အချိန်ကျဒီ contract farming လုပ်ထားတဲ့တောင်သူတွေနဲ့ဆိုအန်ကယ်တို့ကပြန်ပြီးဝယ်ရတာပေါ့နော်ဝယ်ပြီးတယ်ကာလပေါက်စုနဲ့ပြန်ဝယ်ပြီးတာသူအပြင်မှာရောင်းလိုက်တာပဲအဲ့ဒီအချိန်မှာဘာအကျိုးရှိလဲဆိုတော့အန်ကယ်တို့နဲ့ contract farming လုပ်တဲ့ဟိုတဲ့အနေနဲ့ကသူ့အနေနဲ့ဒီဘာမှသိစိုက်ထုတ်လိုက်เสียရမလို့ပဲမိမိရဲ့လုပ်အားလောက်ပဲဟလာမိမိစိုက်ထုတ်ပြီးတော့ထွက်လာတဲ့အချိန်မှာကျတော့ပေါက်စည်းနဲ့သူရတဲ့ဈေးကောင်းရတဲ့သူ့မှာလည်းအကျိုးကျေးဇူးရှိတာအန်ကယ်တို့ကုမ္ပဏီပဲကြတော့လေကိုယ်နဲ့ contract farming လုပ်ထားတဲ့တောင်သူတွေနဲ့ဒီ contract farming လုပ်တဲ့တောင်သူတွေကိုအန်ကယ်တို့ကသတ်မှတ်ထားတာပေါ့ခင်ဗျားတို့ဒီကတော့မြေဩဇာတွေအများကြီးမထည့်နဲ့တို့ကျွန်တော်တို့လိုချင်တဲ့အရေးအသွေးရအောင်ကျိုးသား site တို့เนาะဘယ်ချိန်ရေသွင်းအဲ့ဒါမျိုးလေးတွေသူတို့နဲ့လာဟိုဆက်သွယ်ပြီးတော့နှစ်ဖက်ပေါ့เนาะဒီ contract လုပ်ပြီးတော့ဟိုလုပ်တဲ့အတွက်ကြောင့်မို့အန်ကယ်တို့ကြတယ်အည်သွေးကောင်းတဲ့ကုန်ချမ်းအန်ကယ်တို့ရရတယ်အပြင်မှာပွဲရုံတော့ဝယ်တဲ့ဆိုင်ရင်ကိုစိတ်ကြိုက်စိုက်ထားတဲ့တောင်သူနဲ့ကြတော့သူလည်းအကျိုးရှိကိုလည်းအကျိုးရှိเนาะအဲ့ဒါလေးကိုအန်ကယ်တို့ရဲ့ဒီ service ဌာနခွဲကသူကတာဝန်ခံလုပ်တော့ပါဒါအန်ကယ်တို့လုပ်တာအဲ့ဒီ service လုပ်တဲ့လုပ်ငန်းရပ်မှာအခုဟိုတိုးချဲ့ပြီးလုပ်ဖို့အန်ကယ်တို့စဉ်းစားလာတာလေးတွေရှိတယ်စဉ်းစားလာတာလေးတွေရှိတာကအရင်တော့ကတော့အန်ကယ်တို့ကစိုက်ရေးပြိုးရေးလောက်ပဲစဉ်းစားတာပေါ့
အခုနောက်ပိုင်းကျတော့အန်ကယ်တို့အခုထွက်လာတဲ့သီးနှံတွေကိုအန်ကယ်တို့ခုနကပြောသလိုအည်သွေးကောင်းအောင်အန်ကယ်တို့မှာတန့်စင်ဆက်ကြီးတွေဟလာရွှေပြည်သားတို့ရွှေလင်ပန်းတို့အန်ကယ်တို့အခုနောက်ပိုင်းဆိုရင်အခုမကွေးမှာအန်ကယ်တို့အလာသီးနှံတန့်စင်ဆက်ကြီးတွေတဲနေတာရှိတယ်အခုကျွန်တော်တို့ဒီရွှေပြည်သားမှာရှိတယ်เนาะအန်ကယ်တို့အဲ့ဒီဆက်ကြီးတွေနဲ့အန်ကယ်တို့က quality product ရအောင်အန်ကယ်တို့ဆက်ထုတ်သွားမယ်ပြီးရင် packaging system ကစ package လုပ်တဲ့ဆက်ကြီးတွေအန်ကယ်တို့ထောင်ပြီးတော့ဒါလေးတွေအန်ကယ်တို့လုပ်သွားဖို့ရှိတယ်နောက်တစ်ခါအခုရှမ်းပြည်မှာပေါ့เนาะဒါလက်တလုံးမကြသေးဘူးအန်ကယ်တို့ပြီးခဲ့တဲ့ BOD စီဝေးမှာပဲအန်ကယ်တို့ဆွေးနွေးကြတာပေါ့เนาะဒီပြောင်းဆိုင်တဲ့လုပ်ငန်းရနဲ့ပတ်သက်ပြီးတော့ပြောင်းဆိုင်တဲ့တောင်သူတွေကိုအန်ကယ်တို့ကခင်မီစက်ကရိယာတွေပြတာရှမ်းပြည်မှာရှိတဲ့တောင်သူတွေကတကယ်ပြောရင်သူကတက်သီးလောက်ပဲစိုက်နိုင်တာပေါ့တသီးစိုက်ပြီးလို့ရှိရင်သူကဟိုအချိန်မီဘာမှမလုပ်နိုင်တဲ့အတွက်ကြောင့်မလို့သူတို့မှတစ်နှစ်မှာဒီတက်သီးတဲ့နဲ့ပဲသူတို့ကဝင်ငွေရအဲ့ဒါကိုအန်ကယ်တို့ကဒီနောက်ပိုင်းမှာအခုဆိုရင်အန်ကယ်တို့အဲ့မှာပြောင်းကိုရိတ်တာလဲကိုယ်စက်နဲ့ရိတ်မယ်ရိတ်ပြီးပြောင်းနေလို့ကိုယ်ဝယ်ပေးမယ်ပြီးရင်အန်ကယ်တို့ချက်ချင်းသူတို့အချောက်ခံနိုင်အောင်အချောက်ခံစက်ပါအန်ကယ်တို့ရွှေ့ပြီးတော့เนาะဒီပြောင်းရဲ့သဘောသွားွားလဲရက်လေးနည်းနည်းကြာလာတာနဲ့သူကtoxin ဖြစ်တဲ့မှုတွေတက်တာဟိုမမြင်ရတဲ့မှုပေါ့အဲ့ဒါလေးတွေကတကယ်ပြောရင်တောင်သူတွေဈေးကောင်းမရနိုင်ဘူးလေစားတဲ့လူမှလည်းအန်ရရှိတယ်အဲ့ဒါလေးတွေကိုအန်ကယ်တို့တူးချက်လောက်သွားမယ်ပြီးတာနဲ့တပြန်ချက်ချင်းပြန်မြေပြင်ပေးပြီးတော့ရှမ်းပြည်မှာရှိတဲ့တောင်သူတွေကိုတသီးဆိုင်တဲ့အလေးထားနေပြီးနှစ်သီးဆိုင်နိုင်အောင်အန်ကယ်တို့တော့အခုတူးချက်ပြီးလုပ်နော်နောက်ဒုတိယအန်ကယ်တို့မှာနောက် division တစ်ခုကဒီ service ပြီးတဲ့ခါကျအန်ကယ်တို့အဓိကဒီစက်ကရိယာနဲ့ပတ်သက်တဲ့ division ပေါ့စကရိယာနဲ့ပတ်သက်တဲ့ division တော့အန်ကယ်တို့ကကူပိုတာနဲ့ပူပေါင်းပြီးတော့ကူပိုတာ product တွေကိုအန်ကယ်တို့ဖြန့်တဲ့အခါမှာလည်းဟိုးရင်တော့စကရိယာကအန်ကယ်တို့ကထွန်သက်တို့ထဲထွန်တို့လောက်ပဲအခုကတော့မဟုတ်ဘူးတခါတည်းမောင်းလိုက်တာနဲ့မြေပြင်ပြီးသားဖြစ်သွားတဲ့ဟိုစကရိယာမျိုးပေါ့နော်မာချာလိုဟာမျိုးနောက်တစ်ခါကျတဲ့မြေရောသားတွေကဟိုးရင်တော့ဆိုလို့ချင်းအန်ကယ်တို့ကကျွဲဒီနွားတွေနဲ့ပဲလက်ခွင်းနဲ့မောင်းတာလေအဲ့တော့ဘာပဲပြောနေ ground pressure နဲတာပေါ့နော်အခုဟာကျတော့စက်ကြီးတွေတိုးတက်လာတော့စက်ကြီးတွေမောင်းရမ်းကြားကြီးမောင်းအဲ့တော့ဒီတာကြီးနဲ့ခေါက်တော့ပြန်မောင်းတော့မြေတွေက compact ဖြစ်လာအဲ့ဟာကျတော့ထဲကရေရစိတ်ဝင်နိုင်တာမရှိတာတို့နဲ့ fertility ကလည်းကျလာအဲ့ဒါမျိုးတွေကျတော့အန်ကယ်တို့က subsoil လို့ဟာမျိုးပေါ့နော်နှစ်လောက်နေတခါမြေခွဲပြီးတော့နော်ဒီ subsoil လို့ကရိယာမျိုးတွေတောင်းသူသုံးတတ်အောင်အန်ကယ်တို့ကတူးချဲလို့ပြီးမှာပေါ့နော်အဲ့ဒါလေးတွေနဲ့အန်ကယ်တို့လိုက်စားပြီးလုပ်ပြီးဘာပဲပြောနေတိုးတက်လာတဲ့ခေတ်ကာလကိုလိုက်ပြီးတော့ဒီအန်ကယ်တို့ရဲ့ soil condition ကလည်းနည်းနည်းတော့73တာကောင်းတယ်ပြောပြီးမှတစ်ဖက်ကလည်း disadvantage လေးတွေရှိတာပေါ့အဲ့ဒါလေးတွေကိုကာမိအောင်အန်ကယ်တို့ကနောက်ပိုင်းကျရင်တောင်းယူပညာပေးပြီးလုပ်မှာပေါ့နော်အဲ့ဒါလေးလုပ်ဖို့အစီအစဉ်ရှိတယ်နောက်တစ်ခါအန်ကယ်တို့နိုင်ငံစက်ကရိယာနဲ့ပတ်သက်လို့ကရောင်းဖို့ပဲစိတ်ဝင်စားတယ်နော်ဝယ်ထားပြီးတဲ့တောင်သူ service ပေးတဲ့အပိုင်းပေါ့နော် after sale service ကြတော့အင်မတန်အားနည်းပါတယ်အဲ့ဒါကအလေးထားလို့ဖြစ်ရောင်းပြီးငါမသိဆိုတာမျိုးဖြစ်အဲ့တော့အဲ့ဒါလေးကိုအန်ကယ်တို့ကအလေးထားနေနဲ့အန်ကယ်တို့ဟိုဖြန့်ဖြူးကြောင်းချတဲ့အန်ကယ်တို့ရဲ့ branch ရှိတယ်လေအဲ့ဒီမှာ service center လေးတွေဖွင့်ပြီးတော့ကိုရောင်းထားတဲ့ဆက်ပဲဖြစ်အနီးနားမှာတောင်သူတွေအတွက်အန်ကယ်တို့အနေနဲ့ဒီ after sale service repair maintenance တွေလုပ်နိုင်အောင်လုပ်မယ်နောက်ဆုံးတတ်နိုင်ရင်တောင်သူတွေကိုယ်တိုင်ကိုပြင်နိုင်ပြုနိုင်လုပ်နိုင်အောင်အန်ကယ်တို့ကဒီသင်တန်းလေးတွေပါเนาะသင်တန်းကျောင်းသဘောလေးသင်တန်းကျောင်းလေးတွေဖွင့်ပြီးတော့သူတို့ခင်မီနည်းပညာလေးတွေနဲ့ခုနကအန်ကယ်ပြောပြတဲ့ advantage disadvantage လေးတွေပြောပြတာတို့ဒါလေးတွေအန်ကယ်တို့လုပ်သွားဖို့အစီအစဉ်ရှိတာပေါ့เนาะနောက်တစ်ခုက product เนาะအန်ကယ်တို့ကတော့ဟိုတော့စီမံနဲ့ကုန်ထုတ်ဌာနကိုလို့ခေါ်တာပေါ့အဓိကဒီ management လုပ်တဲ့အပိုင်းနဲ့ဒီကုန်ထုတ်တဲ့ production ဘိုင်းနဲ့ပေါ့နော်ဒီသူတို့ကတော့ဘာလုပ်နေလဲဆိုတော့ကျွန်တော်တို့တောင်သူတွေနဲ့ပတ်သက်ပြီးတော့သီးနှံတွေဝယ်တယ်အဲဒီသီးနှံတွေကိုသူတို့ကပြန်ပြီးတော့ quality မှီအောင် cleaning တို့ sorting တို့เนาะဒါတွေလုပ်ကြတာပေါ့ size ကြီး size တွေခွဲတာလေ sorting တို့လုပ်ပြီးတော့ဟို international market ကိုဟလာဈေးကောင်းနဲ့သွားမဲ့သီးနှံတွေကိုအန်ကယ်တို့ဖန်တီးတယ်ပြီးလို့ရှိရင်လည်းခုနကပြောသလို local market မှာဝယ်ခြင်းတဲ့ပုံကူများရှိရင်လည်းဌာနခွဲရတာဝန်ခံပြီးတော့ပေါ့နော်ဒါဖြန့်ဖြူးပေးတာပေါ့အဲ့တော့ဒီဌာနခွဲအနေနဲ့တော့အန်ကယ်တို့အခုနောက်ပိုင်းမှာတိုးချက်ပြီးလှုပ်လာတဲ့အပိုင်းကအန်ကယ်တို့နိုင်ငံရဲ့လူအပ်နေတဲ့နိုင်ငံခြားငွေပေါ့နော်အဲ့ဒီနိုင်ငံခြားငွေတွေကိုများများရအောင်များများ export နိုင်ဖို့တိုးချက်ပြီးတော့လုပ်ရတာပေါ့နော်အဲ့တော့အခုရန်တော့ကတော့ခုနကသူဆန်ပဲလှုပ်တာလို့ဆန်ကနေပြီးတော့နောက်ကပဲနှမ်းပြီးရင်ပြောင်း
နော်အဲ့ဒီလိုပဲဒီစိမ်းတို့အကုန်လုံးပဲစင်ကောင်ကအစအငယ်တို့အခုဆိုလို့ရှိရင်ဒီကုန်ထုတ်ဌာနခွဲကပဲတာဝန်ခံပြီးတော့ဝယ်ယူပြီးတော့ဖြန့်ဖြူးပေးနေတဲ့ဟာမျိုး export လုပ်နေတာမျိုးသူကလည်းတိုးချဲ့လုပ်နေတာပေါ့အခုဆိုရင်တောင်သူတွေနဲ့ဝယ်တဲ့ပုံစံကလည်းအခုဆိုရင်အငယ်တို့ကဟိုတောင်သူတူးချင်းစီကနေပွဲုံတွေသွားမဝယ်တော့ဘဲနဲ့လာအခုမကွေးတိုင်းလိုနေရာမျိုးမှာဆိုလို့ရှိရင်တောင်သူအစုအဖွဲ့ပေါ့အငယ်တို့နိုင်ငံမှာအားနေတာကအစုအဖွဲ့လိုက်လုပ်တဲ့အလေးအထားလေးတွေအားနေတယ်အဲ့ဒီ practice လေးတွေရအောင်ဆိုပြီးတော့အငယ်တို့ကဝယ်တဲ့နေရာမှာဒီတောင်သူအစုအဖွဲ့နဲ့အကုန်လုံးကိုခေါ်ပြီးတဲ့ခါကျမှသူတို့ဈေးပြိုင်စနစ်နဲ့တောင်သူအစုအဖွဲ့ကတိုင်းတောင်သူအစုအဖွဲ့တွေဖွဲ့အဲ့ဒီကနေပြီးတော့သူတို့တောင်သူတွေစုပြီးစုပေါင်းရောင်းချပွဲလို့သဘောမျိုးလုပ်အဓိကကတော့သူတို့လည်းမှန်ကန်တဲ့ဈေးကောင်းရတယ်အငယ်တို့ကြလို့ရှိရင်လည်းဘာပဲပြောနေအငယ်တို့ကကိုလိုချင်တဲ့ဟာကိုပြောလို့ရတယ်ခင်ဗျားတို့ GAP တိုးစိုက်ကြခင်ဗျားတို့တီးနိုင်ကိုဈေးကောင်းရကြလားဈေးကောင်းရရင် GAP စိုက်ကြ GAP စိုက်လို့ထွက်လို့ကတော့ကျွန်တော်တို့ ASP ကအကုန်ဝယ်မယ်အဲ့ဒီလိုနဲ့အငယ်တို့ကြတော့လည်း GAP နဲ့ပတ်သက်တဲ့ guideline တွေနဲ့အညီထုတ်တဲ့တီးနိုင်ရတော့အငယ်တို့အနေနဲ့နိုင်ငံခြားကို export လုပ်တဲ့အခါကျတော့အငယ်တို့လည်းမြန်တပန်းလာနှစ်ဦးနှစ်ဖက်ပေါ့နော်အကျိုးရှိအောင်အဲ့ဒီလုပ်ငန်းရက်ကလေးတွေအငယ်တို့တိုးချက်လုပ်လာတဲ့လုပ်ငန်းတဲ့အစီအစဉ်တွေမှာပါပါတယ်เนาะအခုပြည်နယ်တိုင်းတစ်ခုနှစ်ခုလုပ်ရင်အခုရန်ကုန်တိုင်းကိုချဲ့လာပြီအဲ့လိုတန်နိုင်ငံလုံးမှာတောင်သူစုဖွဲ့လေးတွေနဲ့เนาะရောင်းချတာလို့စိုက်ပျိုးတာလို့လုပ်ကိုင်တာလို့ဖြစ်အောင်အဲ့ဒီ practice လေးတွေတောင်သူအလေးထားလေးတွေအငယ်တို့ပို့တိုးအောင်တော့ future မှာလုပ်သွားမဲ့ plan လေးတွေရှိပါတယ်နောက်တစ်ခါအငယ်တို့နောက် division တစ်ခုကတော့ input ပေါ့เนาะ input ဆိုတော့ဒီလိုအပ်တဲ့ပံ့ပိုးပစ္စည်းပေါ့เนาะဓာတ်မြေဩဇာတို့เนาะဟိုပိုးသက်ဆေးတို့အကုန်လုံးဖြန့်ဖြူးတဲ့ division ပေါ့သူကတော့အဲ့ဒီ fertilizer တွေနဲ့ပတ်သက်ပြီးတော့တောင်သူလိုအပ်တဲ့အချိန်မှာတောင်သူကိုเนาะအင်္ဂလိပ်ကဖြန့်ပေးတယ်ပြီးတော့အချိန်တိနတ်ထွက်မှာပြန်ပြီးတဲ့ပုံစံမျိုးလေးတွေအင်္ဂလိပ်တောင်သူပံ့ပိုးနေတာရှိပါတယ်ဒါတွေကိုလည်းခုနကပြောလို့အန်ဒီရဖြစ်စီမဲ့ပိုးသက်ဆေးပေါင်းသက်ဆေးဟလာမြေဩဇာတွေကိုအင်္ဂလိပ်အနာဂတ်မှာတတ်နိုင်ဆုံးသူရဲ့ specification နဲ့ကိုက်ညီအောင်အင်္ဂလိပ်စီစစ်ပြီးတော့ပေါ့เนาะအင်္ဂလိပ်တောင်သူတွေအန်ဒီရမဖြစ်အောင်เนาะအဲ့ဒါလေးကိုအင်္ဂလိပ်တိုးချက်လုပ်သွားဖို့အစီအစဉ်ရှိပါတယ်နောက်ဌာနတွေတစ်ခုကတော့ဘာရှိမလဲဆိုတော့အင်္ဂလိပ်မှာ microfinance ဌာနခွဲလည်းရှိသေးတယ်အဲ့ဒါကတော့ဒီစိုက်ပျိုးရေးဆိုင်ရာနဲ့ပတ်သက်ပြီးငွေကြေးလိုအပ်ချက်ပေါ့တောင်သူငွေကြေးလိုအပ်ချက်တိုင်းတော့မပံ့ပိုးနိုင်ဘူးစိုက်ပျိုးရေးဆိုင်ရာနဲ့ပတ်သက်တဲ့လိုအပ်တဲ့ငွေကြေးဆိုရင်တော့အင်္ဂလိပ် ASP ရဲ့ microfinance ကသူတို့ကိုထုတ်ပြီးတာဒါပေမဲ့သူတို့ပြန်ပေးရမယ့်ကာလတွေပါပြီးတော့ဒီ microfinance ကတာဝန်ခံတဲ့ကျွမ်းကျင်တဲ့သူတွေပါနေတောင်သူနဲ့ညှိပြီးတာတောင်သူလိုအပ်တဲ့အရေးအရင်ဟိုအရေးအတမပမာဏတော့မပေးနိုင်ပြင်ပဲလဲစိုက်ပျိုးရေးမှာလုံလောက်တဲ့ပမာဏကို finance လုပ်နိုင်အောင်စီစစ်ပြီးတော့ကူညီပေးနေတာလည်းရှိတာပေါ့နော်အင်္ဂလိပ်ကအခုဟာပံ့ပိုးတာပဲပြောတာပေါ့နော်ဒီ future မှာဆိုလို့ချင်းအင်္ဂလိပ်တောင်သူကအားနေတာကဘာအားနေလဲဆိုတော့အလုပ်ကိုလုပ်နိုင်တယ်ဒါပေမဲ့ပညာရဲ့ပိုင်းနဲ့ပတ်သက်ပြီးတဲ့အခါကြတော့လေအင်္ဂလိပ်စီမှာနည်းပညာ technology transfer ကနေတော့တောင်သူတွေကတမယိုးကြလောက်ကြတာများတော့လေနောက်ပိုင်းမှာတော့အင်္ဂလိပ်ကဒီဟာပေါ့နော်နည်းပညာနဲ့ပတ်သက်ပြီးတော့တောင်သူတွေကိုအဲဒီကုနာငွေကြေး finance က support လုပ်တာတော့လုပ်တယ်ဒါပေမဲ့ဒီငွေကြေးဟို manage လုပ်တတ်အောင်မကုန်သေးတာမကုန်မဲနဲ့သူကချီရတော့ကုန်ချီရပြီးတော့အဝင်ငွေကဘယ်လောက်ရှိမှမသိပဲနဲ့တွန်းလုပ်တာမှ farm income နဲ့ organ နဲ့ကိုသူတို့ manage တောင်သူတွေလုပ်တတ်လာတော့ဒီအင်္ဂလိပ်စီကပြင်တော့သင်တန်းလေးတွေပေးပြီးတော့လေ farm management တွေလုပ်ပြီးဖို့အစီအစဉ်ရှိပါတယ်เนาะအဲ့တော့ဌာနခွဲ6ခုမှာအဓိကလုပ်နေတဲ့ဒီဌာနခွဲတွေကတော့ဒါတွေလောက်ပဲထင်တယ်အငယ်သိတာလေအဲ့ဒါ future plan လဲအဲ့လားလေးတွေအငယ်ရှင်းပြောလိုက်တာအနာဂတ်တိုးချဲ့မှာပဲပြောတဲ့ခါကျတော့လက်ရှိ function ကမသိတော့လေတိုးချဲ့တာကဟိုသဘောမပေါက်မှာဆိုလို့အငယ်အနေနဲ့ဒီလက်ရှိ present situation နဲ့ဒီဟို future plan တွေကိုအငယ်တွဲပြောလိုက်ရတော့ဗောနော်အငယ်တို့ဒီ GPS ASP အနေနဲ့ပေါ့နော်အခုလောလောဆယ် PLB ပေါ့နော်ဒီ PLB ဖြစ်ပြီးတဲ့နောက်မှာအငယ်တို့ကပေါ့နော်ဒီ listed company ဖြစ်ဖို့တစ်ဆင့်တော့ဆက်လှမ်းအောင်ပါပေါ့နော်ဘာပဲပြောနေနေဒီမှာ listed company လဲအငယ်တို့ကမပြတ်မနေဆက်သွားဖို့ကိုမှရည်ရွယ်ချက်ရှိပြီးသားပါဆုံးလဲဆုံးဖြတ်ပြီးသားပါ listed မဖြစ်သေးဘူးဒီ pre listing မှာကိုအငယ်တို့အများကြီး company ကခုနကပြောသလိုပြင်ဆင်ခဲ့ရတယ်အကျိုးလည်းအများကြီးရှိတယ်နော်အငယ်တို့ company နေနဲ့ pre listing ပုဂ္ဂိုလ်မဝင်ခင်တော့အငယ်တို့ရဲ့လုံယုံလို့ဆင်သွားနေတာဒီအားလုံးက pre listing ပုဂ္ဂိုလ်ကသူ့ရဲ့လိုအပ်ချက်တွေကိုအင်္ဂလိပ်ပြင်တဲ့အခါအင်္ဂလိပ်ရဲ့ဘဏ္ဍာရေး system တွေပါအကုန်လုံးကလေဘာပဲပြောနေစီစနစ်အများကြီးကျသွားတယ်
နော်အဲ့ဒါတွေကိုအန်ကယ်တို့ကဆက်ထိန်ပြီးတော့ listed ကိုအန်ကယ်တို့သွားကြမှာဘူးအဲ့တော့ listed ကိုသွားတဲ့အခါမှာအန်ကယ်တို့ကသူတို့ရဲ့ minimum requirement ဖြစ်တဲ့သူ share ရှင်အရေးအတွက်တို့ paid capital ဆိုနော်ဒီလွန်ခဲ့တဲ့2နှစ်ကဒီအကျိုးမြတ်တို့အဲ့ဒါတွေနဲ့ပတ်သက်လို့ကတော့အန်ကယ်တို့ပြင်ဆင်ပြီးသားပေါ့ဒါပေမဲ့လည်းအန်ကယ်တို့မှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်နော်အခုတကယ် pre listing ပုဂ္ဂိုလ်ဝင်နေဆိုမှအန်ကယ်တို့လုပ်လိုက်ရတဲ့ကိုယ့်ရဲ့လိုရမယ့်အချက်တွေအများကြီးအခုကချစ်တဲ့ဆင်လှမ်းဖို့ဆိုအန်ကယ်တို့အများကြီးကြိုးစားပြီးပြင်သွားအောင်ပါဒါလည်းအန်ကယ်တို့မဖြစ်မနေဒါကိုအကျိုးပဲလေအဲ့တော့ကိုကုမ္ပဏီစီစနစ်ကြားနာဖို့ဖြစ်တဲ့အတွက်အန်ကယ်တို့ကြိုးစားပြီးတော့ပြင်သွားမှာပါပြင်တဲ့နေရာမှာလည်းအန်ကယ်သဘောကျတာလေအခုဒီ pre listing ပုဂ္ဂိုလ် requirement တွေမှာသူတို့က step by step ကလေးတွေသူ check point လေးတွေနဲ့လေအဲ့ဒါလေးတွေဟိုအန်ကယ်တို့ကတစ်ချက်ချင်းစီစစ်ပြီးပြင်ကြရတာအဲ့ဒါလေးတွေအန်ကယ်တို့လိုရတာသဘောကျပါတယ်အဲ့ဒီလိုပဲဒီလေးချက်ကိုဆက်သွားဖို့သူရဲ့ requirement တွေကိုလည်းအန်ကယ်တို့တစ်ချက်ချင်းစီစစ်ပြီးတော့ကိုက်ကြအောင်အန်ကယ်တို့ပြင်သွားမှာပေါ့နော်အန်ကယ်တို့လုပ်တဲ့နေရာမှာတော့ကိုယ့်ရဲ့ practice နဲ့လည်းသိရမရှိတာကအန်ကယ်တို့ဒီ disclosure system တို့နောက်တာ corporate governance တို့ corporate management နဲ့ဟာတွေအဲ့ဒါလေးတွေကိုတော့အန်ကယ်တို့အလေးထားရအောင်လုပ်ပြီးတော့အန်ကယ်တို့ပုံမကောင်းမအောင်ပြုစုပြီးရင်အန်ကယ်တို့တဆင်လှမ်းဖို့တွားမှာပါအဲ့တော့ပြုစုပြုထောင်မဲ့အပိုင်းတွေကိုတတ်မှတ်တဲ့စံနှုန်းတွေနဲ့ကိုက်ညီအောင်အန်ကယ်တို့သွားမှာပါအန်ကယ်တို့ကြီးပဲမဟုတ်ဘဲနဲ့เนาะဒီ regulator တွေရဲ့ညွှန်ကြားထားတဲ့အတိုင်းလဲအန်ကယ်တို့က follow လိုက်ပြီးတော့လေအန်ကယ်တို့ပညာယူရင်းပြုပြင်ရင်းနဲ့ပြုစုပြုထောင်သွားမှာပါเนาะအခုအန်ကယ်တို့ကပြောသလိုပေါ့เนาะဒီ corporate governance မှာသူတို့အန်ကယ်တို့အနေနဲ့ lateral ကိုလုံးနိုင်တဲ့ committee လေးတွေ၄ခုလောက်ကိုတော့ဖွဲ့ပြီးပြီပေါ့နော်ဒီ BOD တွေဖွဲ့တယ်နောက်တစ်ခါ external audit တွေနဲ့ဟိုစီစနစ်ကြအောင်တော့အခုစပြီးတော့ပြိုးထောင်နေပြီပေါ့ပေါ့ဆုံးတော့ဘာပဲပြောနေတစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဒီအကျုပ်ရှာခြင်းနဲ့အကျိုးစီးပွားရောနိုင်ငံတော်ရဲ့အကျိုးစီးပွားရောတိုးတက်ရေးကိုအန်ကယ်တို့ကလည်းတစ်ဖက်ကအကျိုးများရအောင်လည်းစဉ်းစားဒီတစ်ဖက်ကလည်းအန်ကယ်တို့အနေနဲ့ဒီ listed book ကိုဝင်နိုင်အောင်အန်ကယ်တို့နဲ့ကြိုးစားဆောင်ရွက်သွားပါမယ်ဒီနေ့ဒီ interview မှာ GBS ASP နဲ့လုပ်ငန်းရပ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အများပြည်သူလည်းသိအောင်ဖြန့်ဖြူးနိုင်အောင်လုပ်လာပြီးလုပ်တဲ့အတွက်ကျေးဇူးတင်ပါတယ်အန်ကယ်အနေနဲ့ပထမဆုံးပြောရမယ်ဆိုရင်တော့ဒီလိုနော် pre listing ဘုတ်မှာဝင်ခွင့်ရတဲ့အတွက်မိမိကိုယ်တိုင်အနေနဲ့တော့အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်အဲဒီလိုပဲအန်ကယ်တို့ ASP မှာရှိနေတဲ့ရှေယာရှင်တွေအားလုံးဝမ်းသာပီတိဖြစ်လိမ့်မယ်လို့အန်ကယ်ကယုံကြည်ပါတယ်ဒီလို PLB ကိုဝင်ခွင့်ရတဲ့အတွက်ကြောင့်မလို့အန်ကယ်တို့အနေနဲ့ဒုက္ခနေတဲ့အရင်နှီးဟလားအန်ကယ်တို့ကုန်ထုတ်အရင်နှီးတွေအန်ကယ်တို့တိုးတက်ရရှိမယ်လို့လည်းယူဆပါတယ်ဒီလိုအန်ကယ်တို့ PLB ကိုဝင်ပြစ်အောင်အန်ကယ်တို့တွန်းတိုက်နဲ့အားလုံးလားနောက်ကနေပံ့ပိုးပေးကြတဲ့အန်ကယ်တို့ရဲ့ BOD committee ဝင်တွေနောက်တစ်ခါအန်ကယ်တို့ရဲ့ share ဝင်တွေရဲ့အင်အားလည်းဘာပဲပြောနေအန်ကယ်တို့အခုလိုဒီနေ့လိုအောင်မြင်ချက်ကိုရောက်ဖို့နောက်ကတွန်းအားပေးနေတဲ့အင်အားကြီးတစ်ရပ်ပါပဲအဲဒီအတွက်လည်းအားလုံးရဲ့ညီညွတ်မှုကိုအန်ကယ်နဲ့ဝမ်းသာပီတိဖြစ်ပါတယ် YSA ကိုအန်ကယ်တို့ဒီ ASP ကဝင်လာပြီးဈေးကွက်ထဲကိုရောက်လာပြီးဆိုရင်လည်း ASP ကကို YSA ကဈေးကွက်ထဲကိုเนาะကျွန်တော်တို့ဝင်ရောက်လာပါပြီကျွန်တော်တို့ရဲ့လုပ်ငန်းရပ်တွေကိုပွင့်လင်းမြင်သာစွာပေါ့เนาะအန်ကယ်တို့တင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကိုတေချာစွာလေ့လာပြီးတော့ပေါ့เนาะကျွန်တော်တို့ရဲ့ ASP မှာယင်းဒီမြုံနှံမှုတွေထက်ဝင်သင့်သလားမထက်ဝင်သင့်သလားလေ့လာဆန်းစစ်ပြီးတော့ရှယ်ယာရှင်တွေများလဲရှယ်ယာဝင်ကြပါလို့အန်ကယ်အနေနဲ့ဒီကအများပြည်သူတွေလည်းဖိတ်ခေါ်ပါတယ်။ဘာပဲပြောနေအန်ကယ်တို့ကတော့ပေါင်းစုတဲ့အင်အားပေါ့။အန်ကယ်တို့စဖွဲ့တဲ့ကူကဒီ public နဲ့ဖွဲ့တာကိုအဲ့ဒါကဟိုငွေကြေးအင်အားတွေမဟုတ်ပါဘူး။အဓိကအရေးကြီးတာကအန်ကယ်တို့ရှယ်ယာရှင်တွေရဲ့အင်အားကလည်းအရေးကြီးပါတယ်။ရှယ်ယာရှင်တွေထဲမှာလည်းပညာရေးပိုင်းဆိုင်ရာနဲ့ပဲဖြစ်မိမိရဲ့ကျွမ်းကျင်ရာကဏ္ဍအသီးသီးမှာရှိတဲ့ပုံကိုယ်တွေပါလာမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီပေါင်းစုပေါင်းအားကိုလည်းအန်ကယ်တို့ယူပြီးလှုပ်သွားရင်အန်ကယ်တို့အနေနဲ့ကုမ္ပဏီအနေနဲ့ဟလာဟိုတိုးတက်မှုကပူရမှာပေါ့နော်တယောက်အုံနောက်နဲ့ဆောင်ရွက်တာတွေပူပေါင်းဆောင်ရွက်တာကပိုပြီးအကျိုးရှိတော့ဘာရှိကဈေးကွက်မှာအန်ကယ်တို့တင်ပါပြီအဲ့တော့အဲ့ဒီအတွက်အဲ့ဒါကိုလည်းလေ့လာပြီးတဲ့အခါကျရင်ရှယ်ယာရှင်အသစ်များကိုလည်းဝမ်းမြောက်ဝမ်းသာကြိုးစားပါတယ်ကျွန်တော်တို့အနေနဲ့ကလည်း ASP အနေနဲ့ကလည်းကျွန်တော်တို့မူလချမှတ်ထားတဲ့vision တွေ mission တွေကျွန်တော်တို့မှာအတိအကျဖော်ပြထားတာရှိပါတယ်
အဲ့ဒီ vision တွေ mission တွေအတိုင်းကျွန်တော်တို့အနေနဲ့စူးစမ်းပြီးတော့အားဒါတွေကိုအောင်မြင်ဆောင်ရွက်သွားပါမယ်လုပ်ငန်းတွေတိုးတက်ပြီးတော့ကျွန်တော်တို့ share ရှင်များအားလုံးရဲ့အစု share တန်ဖိုးများတက်သွားအောင်လဲကျွန်တော်တို့ ESP BOD အနေနဲ့ကျူးပန်းဆောင်ရွက်သွားပါမယ်လို့ပြောကြရင်ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်